ကဲဒီမှာပစွန်ကျင်တော့မှဖြစ်ပါတယ်ပစွန်လေးတွေကိုအခွန်ခွာမယ်ရေဆေးပြီးအခွန်ခွာမယ်သူ့ရဲ့အကြောကအရှိထုတ်မယ်ပေါ့နော်ဒါလေးက1 ကီလိုပါပစွန်ကျင်လုပ်ပြတော့ဖြစ်ပါတယ်ဒီနေ့ကတော့ဖြစ်တယ်လုပ်ပြီးသားပစွန်လေးတွေကိုရေစင်အောင်ဆေးပါမယ်ဒီမှာရေကို3 လေးရေပေါ့နော်သူကထွေးကြီးမဖြစ်အောင်ဆေးရမယ်ပေါ့နော်စင်တော့အောင်ဆေးပါဆေးပြီးညစ်ပြီးမှစစ်စားထည့်မယ်နော်စားထည့်မယ်အများကြီးလေးထည့်ပေါ့နော်အတင်းတင်းလေးထည့်မိကတကြားပေါ့နော်တကြားလေးနည်းနည်းထည့်ပါမယ်ဒါကထမင်းကို2 ပုံ1 ပုံထည့်ပေးမယ်နော်သူက2 ပုံ1 ပုံပဲထည့်ရပါတယ်အများကြီးမထည့်တော့ဘူးနော်ပစိုးနဲ့ထမင်းကိုဒီမှာတမရောင်းနေမယ်နော်သူကလေ2 ဆဆိုရင်ပစိုး2 ဆဆိုရင်ထမင်း1 ဆပဲထည့်ရတယ်နော်အစူးလေးတွေတတိထားပါနော်ဒီတစ်ခါတော့အခွန်မချွတ်ပဲနဲ့ပေါ့နော်အပေါ်ကရှီးလေးတွေအောက်ကရှီးလေးတွေကိုဘယ်လိုရှီးလေးတွေကိုယူပြပြီးမှထည့်သိပ်ပါတယ်ထည့်သိပ်မှဖြစ်ပါတယ်ကဲဒီအပေါ်ဖက်နဲ့ဒီလိုမျိုးဖက်နဲ့ပေါ့နော်အင်ဖက်နဲ့လည်းရတယ်ဒီလိုဖက်နဲ့လည်းရတယ်အဲ့လိုတိတ်ထည့်ပါမယ်ပြည့်နေအောင်တိတ်ထည့်မယ်နော်ဒီမှာအများကြီးတိတ်ထည့်ပါမယ်ပြည့်နေအောင်တိတ်ထည့်ပြီးရေစစ်ပါမယ်တည့်ရနေပြီ1 ကီလိုဒီတပူပဲရပါတယ်ဒီမှာဖက်တွေနဲ့နော်အပြည့်တိတ်ရပါမယ်တိတ်ပါမယ်ဒါလေးကမနေ့ကပေါ့နော်ဒီနေ့နဲ့ဆိုရင်တရက်ရှိပြီဒီမှာပါဒါလေးရေတွေထွက်လာပြီးရေထုတ်ပါမယ်ဒီမှာနော်ရေဘယ်လိုထုတ်လဲဆိုတော့ဒီမှာရေလေးထည့်ထားမယ်ရေထည့်ပြီးရင်ဒီဖုံးကိုဖွင့်ပြီးတော့ဖက်ပြန်ပြီးမှထိုးထည့်မယ်ပေါ့နော်ဒီထဲကိုဒီမှာပေါ့နော်သူ့ရေလေးတွေကိုအရင်တုံးပါမယ်ရေလေးအရင်တုံးမယ်ဒီမှာဖက်လေးပြန်ထည့်မယ်ပေါ့နော်ဖက်ကိုတက်ထည့်မယ်ပေါ့နော်ဒါထည့်ဒါလေးကိုဒီစလုံးထဲမှာရေလေးထည့်ထားမယ်ဒီထည့်ထားတဲ့ရေထဲကိုမှောက်ထားပါမယ်ရေလေးတွားနဲ့တူထွက်ထားမယ်ပေါ့နော်ဒီရေလေးကိုလဲပေးပေါ့နော်ဒါလေးက2 ရက်ရေစစ်ထားတာပါဒီမှာအထဲမှာချက်ကလေးနော်ဒီမှာတုတ်စားလို့လည်းရနိုင်ပြီနော်ဒီမှာထုတ်ပြမယ်နော်ဖက်တွေအများကြီးနော်ဖက်တွေထုတ်မယ်နော်ဖက်တွေကတိတ်ခဲထားလို့လေနော်1 ကီလိုလောက်ထားတာပါဖက်တွေဖက်ထုတ်လိုက်တာပါအထဲမှာချက်ကလေးနော်ဒါလေးကဒီမှာရေစစ်ပြီးသားပေါ့နော်ဒီမှာ6ပြီးမှတောင်းလေးဖြစ်နေအဆင်ပြေတယ်နော်ဒီမှာချစ်စားအဆင်ပြေနော်ကဲဒီမှာထုတ်ပြီးတော့ဒီမှာ6ကလေးတောင်းလေးနေရနော်သူကနေနဲ့တူဒီမှာထုတ်ပါပြီလုံးဝရှယ်ပဲနော်ရှယ်ပဲဒီတိုင်းအစိမ်းအောင်စားလို့ရရင်ရှယ်ပဲလဲဒါလေးကဒီမှာပါရပါပြီတောက်စားလို့လည်းရပြီနော်အစိမ်းတောက်စားတော့ချက်တူမြုပ်ဒီဇိုင်းနဲ့တောက်စားပါကဲအိမ်မှာကိုယ်တိုင်းလှူစားကြည့်ကြပါဘိုင်